โอเคအားလုံးမင်္ဂလာပါဗျမစ်ဆယ်တို့ကျွန်တော်ဒီဗီဒီယိုမှာကိုဖုန်းတစ်လုံးတည်းကိုနှလုံးပုံစံနဲ့သုံးလို့ရအောင်ကျွန်တော်လုပ်ပြပေးသွားပါမယ်။ဥပမာဒီလိုမျိုးလေးပေါ့နော်။ဒီမှာဆိုရင်မစ်ဆယ်တို့ကြည့်တာပါဗျအခုလက်ရှိဖုန်းထဲမှာဒီမှာတက်ပုတ်တပုတ်ပဲရှိပါတယ်ပေါ့နော်။ဘာမှမရှိတော့ဘူး။ gallery ထဲမှာဘာမှမရှိဘူးပေါ့နော်။ပြီးရင်ကျွန်တော်တို့ Facebook software ဘာညာမရှိဘူးပေါ့နော်။အဲ့ဒါလေးကိုလုံးမရှိဘူး။ဒါကတော့ဒီဘက်ဖုန်းပေါ့နော်ကျွန်တော်ဒါ spare ဆောင်းလာတဲ့ဖုန်းပေါ့နော်။ပြီးရင်ကျွန်တော်ဟိုဘက်ဖုန်းကိုတွားကြည့်ကြအောင်။ဒါချလည်းကြည့်ပေးဖို့တော့လိုတယ်ဗျကျွန်တော်ဟိုဘက်ဖို့သွားမယ်ဆိုရင်ဒီမှာကျွန်တော် log button တစ်မျိုးပေါ့နော်ဒါဆိုရင်ဒီဘက်ဖို့တစ်လုံးရောက်လာပြီခုနကကျွန်တော်ကြည့်လိုက်တဲ့ဓာတ်ပုတ်လိုက်ရဆိုရင်ဒီဘက်ဖုန်းကဒါဒီဖုန်းပေါ့နော်ပြီးရင်ကျွန်တော်ဟိုဘက်ဖို့ပြန်သွားမယ်ကျွန်တော်ကဒီလိုမျိုးလုပ်မယ်ဆိုရင် button lock ကိုနှစ်မျိုးထည့်ထားပေးရပါမယ်ခင်ဗျဒီမှာဆိုတစ်မျိုးပေါ့နော်ဟိုဘက်ဖို့ရောက်ပါပေါ့နော်ဆိုတော့ကျွန်တော်လင်းရောက်လိုက်နဲ့တင်လိုက်မယ် okay ဒီဘက်ရောက်လာပြီပေါ့နော် okay ဒီနည်းလေးကိုလောက်ချင်တယ်စိတ်ဝင်စားဆိုရတော့ကျွန်တော်တို့ဗီဒီယိုလေးကိုထုတ်ထိလက်ပတ်ကြည့်ရှုပေးဖို့တောက်ဆိုပြရစေခင်ဗျဆိုတော့ကျွန်တော်ဗီဒီယိုလေးမစခင်မှာကျွန်တော် YouTube channel လေးကိုလည်း subscribe လေးလုပ်ထားပေးဖို့တောက်ဆိုချင်ပါတယ်ခင်ဗျနောက်ထပ်အသက်သက်တဲ့ ဗီဒီယိုတွေသိရှိစဖို့အတွက်ဆိုရင်လည်းနဘေးနားမှာပါတဲ့ notification လေးကိုလည်းနှစ်တော့ပေးခဲ့ဖို့မြတ်တာရက်ခံပြရစေခင်ဗျ okay ဆိုတော့ကျွန်တော်ချီမဆွဲပဲတဲ့ဗီဒီယိုလေးကိုစလိုက်ကြအောင်နော် let's go okay လုံနေလေးရတော့ဒီလုံနေလေးကိုသိတဲ့သူရှိရင်လည်းကြော်သားလို့ရပါတယ်ပေါ့နော်ကျွန်တော်ဒီကမသိသေးတဲ့သူတွေကိုပဲဒီကရည်ရပြီးတော့လုပ်ပေးရခြင်းဖြစ်ပါတယ်ခင်ဗျဒီနေ့ရဆိုရင်သိတဲ့သူတွေလွယ်ကောင်းလွယ်နေပါလိမ့်မယ်ခင်ဗျ okay ဆိုတော့ကျွန်တော်ချင်းမဆွဲဘဲနဲ့စလိုက်ရအောင်ဗျရုပ်ဆုံးနေနဲ့ message တို့ဖိုးထဲမှာရှိတဲ့ setting တွေဝင်သွားမယ် okay setting တွေရလာပြီဆိုရင်ကျွန်တော်တို့ setting ရဲ့ search bar မှာကိုကျွန်တော်တို့က second speed ဆိုပြီးတော့ရက်ရှာပေးရမှာခင်ဗျရှာပေးလိုက်ပါပြီးရဒီလိုမျိုးပေါ်လာပြီဆိုရင်ကျွန်တော်တို့ဒီမှာspeed ဆိုတဲ့နေရာလေးကိုကျွန်တော်ဝင်သွားပေးရပါမယ် okay ပြီးရင်ကျွန်တော်ဒီထက်ရောက်လာပြီဆိုရင်ဒီမှာ second speed password ဆိုပြီးတော့ကျွန်တော်တွေ့နေရပါလိမ့်မယ်ဗျကဲလို့ Redmi Xiaomi ဖိုးတွေမှာဆိုရင်ကျွန်တော်အဲ့ second speed ကိုဘယ်လိုမျိုးပေါ်လဲဆိုတော့ကျွန်တော်က special feature ဆိုပြီးတော့ပေါ်တတ်တာပေါ့နော် special feature ဆိုတာကိုတွေ့အောင်ရှာပါပြီးအဲ့ထက်ဝင်လာပြီဆိုရင်ဒီလိုမျိုး second speed ဆိုတဲ့နေရာကိုရောက်လာမှာပေါ့နော် okay ပြီးရင်ကျွန်တော်ဒီထက် second speed password ဆိုတဲ့နေရာလေးကိုကျွန်တော်ဒီမှာ off ဖြစ်နေတာကိုအဲ့ထက်ဝင်သွားပေးလိုက်ပါခင်ဗျပြီးရင်ကျွန်တော်ဒီထက်ရောက်လာပြီဒီထက်ရောက်လာပြီဆိုရင် set password ပေါ့နော်ကျွန်တော် password တစ်ခုကိုထည့်ပေးရပါမယ် password ကတော့ကျွန်တော် button password ပေါ့နော် okay ကျွန်တော်ဒီမှာ set now နှိပ်လိုက်ပါ okay ပြီးရင်ကျွန်တော်ဒီမှာစပြီးတော့ button lock message ကြိုက်တဲ့ပုံစံတစ်မျိုးနဲ့ button lock ခတ်ပေးလိုက်ပါဗျတို့မဲ့ဟိုဘက်ဖုန်းနဲ့တော့တူလို့မရဘူးပေါ့နော်ဟိုဘက်ဖုန်းမှာတစ်မျိုးဆိုရင်ဒီဘက်ဖုန်းမှာတစ်မျိုးအဲ့လိုမျိုးလုပ်ပေးရဟိုဘက်ဖုန်းမှာခတ်ထားတဲ့ပုံစံကိုဒီမှာလာဖွဲ့ပေးရပါမယ် okay ပြီးပြီဆိုရင်ဒီဘက်ဖုန်းမှာသုံးမဲ့ button lock ကိုကျွန်တော်ဆွဲမယ်ဒီမှာကျွန်တော် LU တောင်းပါနော် okay ပြီးရင်ကျွန်တော်နောက်တစ်ခါထပ်လုပ်မယ် okay ပြီးရင်ကျွန်တော် client နဲ့ဟိုဟာ coffee နဲ့ပေါ်လာပြီဆိုရင်ကျွန်တော် coffee နှိပ်ပေးရအောင်မယ် coffee နှိပ်ပြီးတော့ကျွန်တော်ဒီနေရာမှာပါလေပေါ်လာလဲဆိုတော့ကျွန်တော်ဒီမှာ scan နဲ့ကြော်လို့လည်းရတယ်ဒါမှမဟုတ်ရင် set now ဆိုပြီးတော့ဒီမှာကျွန်တော်တို့ finger page လေးပါထည့်လို့ရပါတော့ကျွန်တော်ဒီမှာ left ကိုထည့်လို့ရမယ်ဒါမှမဟုတ်မထည့်ချင်ဘူးဆိုရင်ရိုးရိုးပဲသုံးမယ်ဆိုတော့ဒီမှာရှိတဲ့ scale ကိုနှိပ်ပြီးတော့ကြော်သွားလို့လည်းရပါတယ်ခင်ဗျ okay ဒါဆိုရင်ကျွန်တော်တို့ off ဖြစ်သွားပြီပေါ့နော် off ဖြစ်သွားပြီဆိုရင်ခုနတည်းပဲကျွန်တော်ဒီမှာဟိုဘက်လုံးသွားလိုက်မယ်ဒါဆိုတော့ကြည့်ရပါဗျဒါဆိုရင်ကျွန်တော်ခုနခတ်လိုက်တဲ့ L ပေါ့နော်ဒါဆိုရင်ဒီဖုန်းမှာ L နဲ့ကျွန်တော်ဖွင့်လိုက်မယ် okay ပွင့်သွားပါတယ်ပြီးတော့ကျွန်တော်နောက်တစ်လုံးသွားမှာမယ်နောက်တစ်လုံးမှာဆိုရင်ကျွန်တော်တို့ button lock ကတစ်မျိုးပေါ့နော်နောက်တစ်လုံးမှာဆိုရင်ကျွန်တော်တို့ဒီလိုမျိုးဆွဲလိုက်မယ် okay ဒါဆိုရင်ဒီမှာနောက်တစ်လုံးချောချောမမနဲ့ရောက်လာပြီပေါ့နော်ဒီနည်းလေးလုပ်မယ်ဆိုရင်အလုံးဝလည်းစိတ်ပူစရာမရှိဘူးပေါ့နော်ပြတ်သွားမှာတော့တခုခုဖြစ်သွားမှာတော့စင်ပူနေပေါ့နော် okay ဆိုတော့လုံနေလေးကိုလည်းလုပ်ပြီးသွားပြီဆိုတော့မဆိုတော့အားလုံးစင်ပြေကြမယ်လို့ညွှန်လိုက်ပါတယ်ခင်ဗျဒီကလို့စင်ပြေဘူးဆိုရင်လည်းကျွန်တော်ရဲ့ဒီဗီဒီယိုအောက်မှာ comment လေးထဲမှာဝင်လာမှတ်သွားလို့ရပါတယ်ခင်ဗျကျေးဇူးပြုပြီးတော့ကျွန်တော်ရဲ့ YouTube channel လေးကိုလည်းလက်မလော့တန် subscribe လေးနှိပ်ပြီးတော့နဘေးနားမှာပါတဲ့ notification လေးကိုလည်းနှိပ်သွားပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်ခင်ဗျဆိုတော့ကျွန်တော်မိတ်ဆွေတို့နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆိုတွေ့ချင်ပါတယ်ခင်ဗျဗီဒီယိုလေးကိုစိုးတိချင်မရှိတဲ့ကြားထဲနေပြီးတော့လက်ပါကြည့်ရှုပေးကြတဲ့မိတ်ဆွေတို့ဦးချင်းတယောက်ချင်းစီတွေကိုကျွန်တော်ဒီနေ့ကနေပြီးတော့လေးနဲ့ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ခင်ဗျဆိုတော့အားလုံးနောက်ထပ်ဗီဒီယိုမှာပြန်လည်ဆိုတွေ့ကြပါနော် bye bye